အားလုံးပဲမင်္ဂလာပါရှင်တို့ Handmade online class ကနေကြိုဆိုပါရစေအခုကကြာလွန်တို့ဒီ Doraemon ကလစ်လေးထိုးမယ်ပေါ့နော်အဲ့တော့အဲ့ကလစ်လေးထိုးဖို့အတွက်ကလွန်တို့ဒီချီရောင်ကအနီးရဲ့အဖြူရဲ့ဒီအပြာကွတ်လေးရဲ့လိုမယ်ပေါ့နော်ပြီးတော့ဒီကလစ်ပြားထိုးနည်းကလွန်ပုံမှန်သုံးနေကြကလစ်ပြားထိုးနည်းပဲမလို့လွန်ဒါကိုချိုးထိုးထားလိုက်တယ်ပေါ့နော်ဒီကလစ်ပြားထိုးနည်းတက်တက်တင်ပေးထားတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်သွားပြီးတော့ကြည့်ပါနော်လွန်တို့အယောင်လေးပေါ့နော်အပြာရောင်လေးလာပြီးတော့ချိန်လိုက်ပါမယ်ချိန်ပြီးသွားပြီဆိုရင်ပထမဦးဆုံးဒီအပေါက်မှာရှက်ကော်နဲ့လာပြီးတော့ဆက်ပါမယ်အဲ့တော့ဒီမှာအယောင်လေးချိန်ပြီးသွားပြီပေါ့နော်အယောင်လေးချိန်ပြီးသွားပြီဆိုရင်တို့ဖမီတစ်ချက်ထိုးမယ်ပြီးသွားပြီဆိုရင်တပေါက်ကိုတစ်ချက်နဲ့တိုင်တူအပြာရောင်နဲ့ပေါ့နော်ဒီ row 4ကကြတော့ပတ်ပတ်လဲတပေါက်တစ်ချက်နှုံးနဲ့ပတ်ပတ်လဲအပြာရောင်လေးထိုးသွားပါမယ်အဲ့တော့တို့ဒီလိုမျိုးကြိုးစလေးကိုတင်ထိုးထားပြီးသွားပြီဆိုရင်ဒီကြိုးစလေးကိုဖြတ်ထုတ်လိုက်မယ်ပေါ့နော်ဖြတ်ထုတ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်ဒီဟာလေးနဲ့ဒီလိုမျိုးပတ်ပတ်လဲအပြာရောင်လေးနဲ့လိုက်ပြီးတော့မှပတ်ပတ်လေးပေါ့နော်အပြောင်လေးလိုက်ကွတ်လိုက်ပါမယ်နော်အပြာကွတ်လေးကွတ်လာတာဒီနောက်ဆုံးပေါက်လေးပြီးသွားပြီဆိုရင်တော့ဒီမှာရှော့ကော်လေးနဲ့ဆက်ပြီးတော့ချီဖြတ်လိုက်ပါမယ်နော်ချီဖြတ်ပြီးတော့ဒီအနောက်မှာချီကြိုးစာကိုဆွဲချပြီးတော့ကြိုးစာကိုတင်ထားမယ်နော်ဒါဆိုရင်ဒီအောက်ကကလစ်ပြားထိုးနည်းလေးရပြီးသွားပါပြီအခုကမျက်လုံးလေးထိုးမယ်ပေါ့နော်ဒီမျက်လုံးထိုးဖို့အတွက်ချီအဖြူလေးနဲ့ထိုးပါမယ်အရင်ဆုံး magic ring တစ်ခုလုပ်မှာပေါ့နော်မျက်လုံးထိုးဖို့အတွက် magic ring တစ်ခုလုပ်မယ်ပြီးရင်ဖုံးမီနှစ်ခါကျစ်မယ်ဖုံးမီနှစ်ခါကျစ်ပြီးသွားပြီဆိုရင်တိုင်လက်12တိုင်ထိုးပါမယ်တိုင်လက်12တိုင်ထိုးမယ်နော်တိုင်လက်12တိုင်ထိုးပြီးသွားပြီဆိုရင်ခွင်းစာကိုကြစ်လေးဆွဲစီလိုက်မယ်ပြီးသွားပြီဆိုရင်ပထမအဆုံးပေါက်မှာလာပြီးတော့ရှက်ကော်နဲ့ဆက်ပဲနော်ရှက်ကော်ဆက်ပြီးသွားပြီဆိုရင်ခြေစားဖြတ်လိုက်မယ်နည်းနည်းရှည်ဖြတ်နော်ပြီးသွားပြီဆိုရင်နောက်ဖက်ကိုဒီကြိုးစားကိုဆွဲချလိုက်ပါမယ်ဆွဲချပြီးရင်ဒီနှစ်ခုကိုအနောက်မှာခြိလိုက်မယ်နော်နောက်မှာနှစ်ခုခြိလိုက်မယ်ခြိပြီးတော့ဒီကောင်ကိုဖြတ်လိုက်မယ်အဲ့တော့ဒီကောင်ကိုဖြတ်လိုက်ပြီးသွားပြီဆိုရင်ဒီလိုမျိုးပုံစံရပြီပေါ့နော်အဲ့တော့ဒီလိုနှစ်ခုထိုးထားပါမယ်နှစ်ခုပြီးလို့ရှိရင်ဒီ magic ring နဲ့မှာတိုင်တူလေး6ခါနဲ့တိုင်တူလေး6ခါပေါ့နော်ဒီလိုအနီလေးနဲ့ဒါလေးထိုးထားရမယ် magic ring နဲ့မှာတိုင်တူ6ခါထိုးရုံပဲနော်အဲ့တော့ဒါလေးထိုးထားပါမယ်ဆိုရင်တို့တွေဒီလိုမျိုးလေးပေါ့နော်ကော်လေးနဲ့အယုံဆုံးကတ်ထားလိုက်မယ်နောက်ကဖက်စားတော့မကတ်သေးဘူးပေါ့နော်ဒီနှက်ခေါင်းတွေမျက်လုံးတွေအယုံဆုံးနေရာချပြီးတော့ကတ်ထားလိုက်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးဟာလေးတွေပုံဖော်ရအောင်မှာဆိုတော့လေဒီဖက်စားကမကတ်သေးဘူးပေါ့နော်ပြီးသွားပြီဆိုရင်ချီအနက်ရောင်ကိုတမြင်နဲ့ညှင်လိုက်မယ်တမြင်နဲ့မှလှတာပေါ့နော်3-4မြင်ဆိုရင်လည်းထူထူကြီးနဲ့တိတ်မလှတော့အဲကြောင့်မလို့တမြင်ပဲမြင်လိုက်တယ်ပေါ့နော်ပြီးရင်တော့ပုံဖော်ပါမယ်အယုံဆုံးအနောက်ဘက်ကနေပြီးတော့စပြီးတော့ဝင်လိုက်မယ်နော်နောက်ဘက်ကစဝင်ပြီးရင်နှာခေါင်းကနေပြီးတော့စပုံဖော်ပါမယ်နှာခေါင်းကိုကျတော့လုံးဝဒီမှာဒီလိုလေးပေါ့နော်အတန်းလိုက်ကလေးအယုံဆုံးလုပ်မယ်နော်နှာခေါင်းရဲ့အလေတက်တက်ကိုချိန်ပြီးတော့မှတစ်ခုလုပ်လိုက်ပါမယ်အတန်းလေးတစ်ခုလုပ်မယ်အဲ့တော့ဒီလိုလေးအယုံဆုံးလုပ်လိုက်မယ်နော်ဒီလိုလေးအယုံဆုံးလုပ်မယ်လုပ်ပြီးသားပြီဆိုရင်နော်ဒီမှာဒီအပေါ်ပေါ့နော်အခုကနှာခေါင်းကဒီအောက်မှာထွက်ထားတာပေါ့နော်နှာခေါင်းကဒီအတန်းအောက်မှာထွက်ထားတာဒီအပေါ်ကနေပြီးတော့ယူနလုံးတို့နှစ်ခုပေါ့နော်ဒီမှာ stick ကို1 2ဆိုပြီးတော့သုံးတယ်အဲ့လိုမျိုးယူလိုက်မယ်နော်အဲ့လိုယူပြီးဒီဘက်ကလည်း1 2နှစ်ခုမြောက်မှာလုံးတို့ပြန်ပြီးတော့ထိုးလိုက်မယ်ထိုးချလိုက်မယ်အဲ့အချိန်မှာကျတော့လုံးတို့ဒီကောင်ကိုတင်းတင်းမဆွဲဘူးနည်းနည်းဖွားဖွားလေးပဲဆွဲပြီးတော့ကော်လေးနဲ့ပေါ့နော်ဒီလိုပါးစပ်ပုံလေးပေါ်အောင်လို့အရင်ဆုံးဒီလိုလေးကတ်လိုက်ပါမယ်ပါးစပ်ပုံလေးပေါ်အောင်လို့ကော်လေးနဲ့ပေါ့နော်ဒီလိုကတ်ရမယ်နော်အဲ့တော့တော့ပြီးတော့မှကတ်လိုက်မယ်ဒီပါးရဲ့ပတိုင်းမွှေးကိုအရင်ဖော်ပြမယ်နော်ပတိုင်းမွှေးကကြတော့ပါးစပ်ကဒီမှာထွက်ထားတယ်ပြီးရင်သူ့ကိုကြတော့ဒီ stick ရဲ့ဒီဘက်မှာထွက်မယ်ပေါ့နော်အလေတန်းလေးကိုမှန်းလိုက်မယ်ပေါ့အလေတန်းဆို row 1စထိုးခဲ့တဲ့အတန်းအလေဗဟိုတန်းပေါ့နော်အဲ့အလေဗဟိုတန်းကနေပြီးတော့စထွက်လိုက်ပါမယ်အဲ့အချိန်မှာသတိထားမှာလေအရန်တင်းတော့မဆွဲနဲ့ဒီဟာလေကော်မကတ်အတင်းအရန်တင်းမဆွဲနဲ့နော်ပြီးရင်လုံးတို့ဒီတန်းတန်းပဲသူ့ကိုဒီတန်းတန်းပဲထိုးချလိုက်မယ်နော်ပြီးရင်သူ့ရဲ့အပေါ်တစ်ခုကနေဒီလိုထွက်မယ်အတန်းတော့လေချောင်းဆိုးလို့အဲ့လိုနည်းနည်းဖြစ်နေတာပေါ့နော်နည်းနည်းတီးခံပြီးညှထောင်ပေးပါ
ပြီးရင်ဒီလိုတစ်စောင်းလေးပေါ့သူ့ကိုကြာတော့ဒီလိုတစ်စောင်းလေးယူမယ်ဒီလိုဒဲမယူတစ်စောင်းလေးယူမယ်နော်တစ်စောင်းလေးမှန်းယူပြီးတော့ထိုးချလိုက်မယ်ပြီးတော့နောက်တစ်ခုလည်းအဲ့လိုပဲဒီကနေတော့ထွက်မယ်ထွက်ပြီးရင်တစ်စောင်းလေးတို့ကိုလည်းမှန်းပြီးတော့ထိုးချလိုက်မယ်နော်ဒီဘက်ပါတစ်ချမ်းအတိုင်းပဲဒီဘက်ကိုလည်းလုပ်ပါမယ်ဒီနားကနေပြီးတော့အနောက်ဘက်ကိုတန်းတန်းလေးထိုးချလိုက်မယ်ပြီးရင်သူ့ရဲ့ out stitch တစ်ခုကနေပြီးတော့စောင်းစောင်းလေးထိုးမယ်ပြီးရင်ဒီဘက်ကိုလည်းအဲ့လိုပဲသူ့ရဲ့ပေါ် stick ကနေထွက်ပြီးတော့ဟိုမှန်းပြီးတော့စောင်းစောင်းလေးထိုးချလိုက်မယ်ပေါ့နော်ဒါဆိုရင်ရပါပြီပြီးသားပြီဆိုရင်အနောက်ဘက်မှာကျွန်တော်ခြေစားကိုတင်လိုက်မယ်ခြေစားတင်ပြီးသွားပြီဆိုရင်ခုနပြောတဲ့အတိုင်းပဲเนาะဒီခြေစားလေးကိုကော်လေးတုပ်ပြီးတော့မှပါးစပ်လေးကိုပုံချပေးပါပြီးသွားပြီဆိုရင်တော့မျက်လုံးလေးတွေကိုဒီလိုကတ်မယ်ပေါ့เนาะမျက်လုံးလေးတွေကတ်မယ်ပြီးလို့ရှိရင်တောက်ကလေးနဲ့ဖက်ဆာနဲ့ကိုအနောက်မှာပုံမှန်အတိုင်းပဲညှက်ပြီးတော့ကတ်လိုက်မယ်ဒါဆိုရင်တော့ဒီဒိုရီမွန်ကလစ်လေးရပါပြီเนาะအားလုံးကျေးဇူးတင်ပါတယ်